တိပါဆိုလို့ ခုနကဒီနန်းလေးကကိုယ်ကိုယ်လေးတွေရောက်ကုန်တယ်ဒီရှိကကိုယ်ကိုယ်လေးတွေရောက်ကုန်တယ် ဘုဒ္ဓကလေးတွေထားမလို့ great ဒီကိုကျေးဇူးရှိတဲ့အရက်တွေတော့လို့ပြောရအောင် မှန်ဟုတ်ကဲ့ ကျွန်တော်ဘောအစကိုယ်ပိုင်ဆက်စပယ်တည်ထောင်ပြီးတော့ရှောင်းလန်းလာခဲ့တာဒုတိယအကြိမ်ဒုတိယပွဲမှာစတင်ပြီးတော့အားပေးမှုတွေရခဲ့တယ်ညီတော်မြောက်ပေးခဲ့တယ်ဆိုလဲမဟုတ် ဟုတ် ဘူး ကဲ့မှန်တယ်ဗျာ ဒီနေ့ကျော်ရမျိုးအောင်စီရုံနဲ့ကြီးရဗုဒ္ဓဘုရားကြီးရဘုရားကြီးမှာကပ်ပြခဲ့တယ်စံပြစီတင်ငယ်ကျော်ကမိသားစုများ ဟုတ်ကဲ့ တပင်ကိုချစ်ကြတဲ့မိသားစုများအောင်စုတပင်ကိုအားပေးကြတဲ့မိသားစုများကျေးဇူးများကြီးတင်ပါတယ် မှန်တယ်ဗျာဒီနေရာတော့အောင်မြင်ပါပါ ဘဝအစဆိုတာဘယ်တော့မှမမီကောင်းပါဘူး ဟုတ်ကဲ့ပါဗျာ ဘယ်တော့မှလည်းမမီပါဘူးခင်ဗျာ ဟုတ်ကဲ့အမှမမေ့ပါဘူးဗျာမမေ့ရတာအဲ့အိုက်ဆူတက္ကတာဒီမာ ကဲ